Hey bro အခုခေတ်မှာ body လာဖို့ဂျင်ဆော့တာ trend ဖြစ်နေတာငါသိတယ်ကွာ respect ပဲအေးဒါပေမဲ့ငါတစ်ခုမေးမယ်မင်းရဲ့ bicep တွေကြီးဖို့အတွက်ကွာတနေ့တစ်နိုင်အချိန်ပေးပြီးတော့မင်းရဲ့ mind အတွက်ကြတော့တနေ့9မိနစ်တောင်အချိန်မပေးဘူးဆိုတာ make sense ဖြစ်ရလားကွာလက်တွေ့ဥပမာပေးမယ်ကွာ body က hook လို့ဖြစ်နေပြီးတော့ကောင်မလေးစိတ်ကုတ်တာလေးနဲ့ကွာမင်းစာမေးဝဲနီးတာလေးနဲ့တည်းစိတ်တက်တွေကြာပြားတွေခတ်ပြီးတော့ပျော့ခွေသွားရင်တော့ဘယ်လမ်းမှမလဲကွာငါတို့ခက်ကဖိအားတွေများတယ်ကွာငါတို့ရဲ့ခန္ဓာကိုယ်ကအထိုင်များပြီးတော့အဝလွန်လာသလိုပဲငါတို့ရဲ့စိတ်တွေကလည်းဒီ drama တွေကွာ social media အမိုက်တွေ stress တွေကြောင့် mental obesity လို့ခေါ်တယ်စိတ်အဝလွန်ယောဂဖြစ်နေကြတာလက္ခဏာတွေပြောရမယ်ဆိုတော့အာယုံစိုက်လို့မရတာအလွယ်တကူဒေါသထွက်တာကွာအမြဲတမ်းစိတ်ရှုပ်နေတာဒါတွေကမင်းရဲ့စိတ်ကြွသားတွေပျော့နေတဲ့လက္ခဏာပဲကွာဒါဆိုရင်ဘာလို့လားbody အတွက်ဂျင်ရှိတယ်လို့ကွာစိတ်အတွက်လည်းဂျင်လိုတယ် welcome to the mind gym ဒါက YouTube channel ပေါ့ဒီ channel ကမင်းကိုတောထွက်ပြီးတရားသွားထိုင်ခိုင်းမှာမဟုတ်ဘူးကွာဒီ modern ခက်လူငယ်တွေအတွက်လက်တွေ့အကျဆုံးအထာအကျဆုံး mental training နည်းလမ်းတွေကိုငါတို့ကမျှဝေသွားမှာငါတို့အတွက် mission ကမင်းကိုပြဿနာတွေကြားမှာမပြိုလဲပဲနဲ့ကွာကိုဖြစ်တဲ့ mental warrior တယောက်ဖြစ်လာစေဖို့ပဲအေးမင်းရဲ့စိတ်ကို level မြင့်ဖို့အဆင်သင့်ဖြစ်ပြီလားဒါဆိုရင် subscribe ကိုနှိပ်ပြီးခေါင်းလောင်းလေးကိုတီးထားဒီခီးစဉ်ကိုအတူတူစကြမယ် comment မှာ mind ကျင်လို့ရေးခဲ့ပြီ see you in the next video okay